ကဲဒီနေ့ကတော့ဒီဗီဒီယိုကြည့်ပြီးတော့မကြိုက်ဘူးဆိုရင် delivery ပို့ပြီးတော့အားလာရိုက်လို့ရတဲ့အိမ်မျိုးတစ်လုံးကိုကျွန်တော်ဒီနေ့ house tour လုပ်ပေးမှာဖြစ်ပါတယ်ပြင်ဒီအင်္ဂလိပ်ရောင်းမှာပေါ့နော်တကယ်ကိုအမှုပညာသွေးပါပြီးဟဲ့ပြီးတော့ရင်ဒီဇိုင်းကိုမှဒါအခီကျွမ်းကျင်နဲ့အခီဒီဇိုင်းအပြည့်ပါမယ်မကြိုက်တယ်ဆိုတဲ့ဧည့်သည်များအတွက်ပေါ့နော်ဒီအင်ကတော့ဒါမြောက်တကုံ40ရက်ကွက်ဘရင်အောင်လမ်းမှာကြောကပ်ပေါ့နော်ဆိုတော့ပတ်ဝန်းကျင်ကိုလည်းတစ်ချက်လောက်ပြပေးမယ်ဒီမှာကြည့်ဒါအင်ကြီးအိမ်ကောင်းတွေပဲရှိတဲ့လမ်းထဲမှာရှိတယ်ပြီးရင်ဒါကျွန်တော်တို့ပတ်ဝန်းကျင်ပေါ့နော်ဟိုဘက်ချမ်းဆိုရင်လည်းအခုလိုအင်ကြီးအိမ်ကောင်းရှိတဲ့ရက်ကွက်ထဲမှာရှိတဲ့ဒါပေ20ပေ60 GMB အမီပေါက်ရှိတဲ့အိမ်ဖြစ်တယ်ဒါတွေကတော့ကျွန်တော်တို့ဒီ document အရင်ကိုအရေးကြီးတဲ့ကိစ္စဖြစ်ပေမဲ့ဒီအိမ်ထဲမှာကျွန်တော်မြင်တွေ့ရမယ့် design တွေကတော့လုံးဝကျွန်တော်ကိုယ်တိုင်အရင်ကိုကြိုက်တဲ့အိမ်ကျွန်တော်ကိုယ်တိုင်အရင်ကိုအချင်းချင်းခါကြည့်ပြီးတော့ကျွန်တော်ဗီဒီယိုရိုက်မယ့်အိမ်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တက်ကြည့်မလားဆိုတော့ဒီမှာတော့ကျွန်တော်ကားပေါ့နော်ကားတော့ဒီလိုကျွန်တော်တို့ထိုးမယ်ဆိုရင်ဒီမှာတစ်စီးရမယ်ဒီမှာတော့ကားတစ်စီးထိုးလို့ရမယ်ဒီမှာကျွန်တော်တို့မြင်ရမှာကတိုင်ဒီဇိုင်းတွေပေါ့နော်ပြီးရင်ကျွန်တော် garden area တွေပြီးရင်ကျွန်တော် landscaping တွေဒါတွေကဒီအိမ်ချမ်းဝကနေစပြီးတော့ကြည့်ရှုခံစားရမယ်အိမ်ပေါ့နော်ပြီးရင်ဒီဇိုင်းတွေကလည်းကျွန်တော်တို့ပုံမှန်normal ဆိုတာမျိုးထက်ကျွန်တော်တို့အများကြီးခြုံထွက်ပြီးတော့စောက်ထားတယ်ခြုံထွက်ပြီးတော့အယောင်တွေကိုတုံးထားတဲ့အိမ်လေးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဆက်ကြည့်မလားဒီမှာကျွန်တော်မြင်ရမှာပထမဆုံးဝင်လိုက်တာနဲ့စင်ဝင်ပေါ့နော်စင်ဝင်မှာဆိုရင်လည်းဒါကျွန်တော် country ပုံစံမျိုးကျွန်တော်တို့ resort လိုပုံစံမျိုးကျွန်တော်တို့ vibe ကိုရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့တက်ကြည့်မယ် let's go ဆက်ကြည့်ပြီနော်မကြိုက်ဘူးဆိုရင်ကြိုက်တယ်လို့ပြော come ဒီအိမ်ကတော့လုံးဝကျွန်တော်တို့မဟုတ်ကျွန်တော်ကိုယ်တိုင်အရင်ကြိုက်တဲ့အိမ်ပေါ့နော်ကဲဒီမှာကြည့်လိုက်ဒီဝင်ပေါက်ဒီမှာကျွန်တော် lighting ကနေပြောအခုကိုယ့်ရဲ့ garden အသေးလေးရနေပြောပြီးစမြင်ရမှာပေါ့နော်ဒီကတော့ပေ18ပေ50လောက်ကိုစောက်ထားတယ်ပြီးအခန်းဖွဲ့ထားတဲ့ပုံစံတွေလည်းအများကြီးကျွန်တော်တို့လေးလာလို့ရတဲ့အခန်းဖွဲ့မျိုးပေါ့နော်အထူးသဖြင့်ကျွန်တော်အိတ်ခန်းတွေကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ ceiling design လို့ဆိုတာအချိန်အများကြီးပေးရတယ်ဒီအိမ်ကစောက်တဲ့အချိန်ကလေးကတစ်နှစ်ကျော်လောက်ဒီကုန်ကြထားတဲ့အချိန်ကုန်ကြထားတဲ့အိမ်ပေါ့နော်ဒီမှာရောင်းမဲ့တဲမှာဒါတွေအကုန်ပါပြီးသားဖြစ်ပါတယ်ဒီမှာဆိုရင်ဒါ TV backdrop တွေအစားဒီတိုင်း pixel ဆန်လောက်တာမျိုးထက်ထောင်းစီဘယ်နေရာအောင်မဆိုကျွန်တော်တို့အမှုပညာဆန်နေရမယ်ဆိုတဲ့အနေအထားမှာရှိပါတယ်ပြီးဒီဘက်မှာဒီလိုပေါ့နော်နေရနေမှာမီးကိုဒီလိုမျိုးအုပ်ထားတဲ့ဟာကလည်း futuristic ဖြစ်တယ်နော်တကယ်တော်လေးကို futuristic ဖြစ်တယ်လို့ခံစားရတယ်ပြီးမှဒီ partition တွေဆိုရင်လည်းဒါတော့ industrial texture တွေကိုကျွန်တော်တုံးထားတယ်တအိမ်လုံးမှာကျွန်တော်တို့အုပ်အနီအယောင်တွေဒီလိုမျိုးအယောင်တွေအများကြီးမြင်ရမှာပေါ့နော်ဆိုတော့ဒီအိမ်မှာကတော့ဒါပုံမှန်ကျွန်တော်တို့တခြားအိမ်မှာပါတဲ့အတိုင်းပဲ CCTV အားလုံးပါပြီးသားပြီးမှကဲ battery ပါပြီးသား solar 6ချက်နဲ့300 AH ပေါ့နော်ဒီဘက်မှာကျွန်တော် inverter ပါမှာဖြစ်ပါတယ်စီဒီမှာကြည့်လိုက်တဘာဝတွေရောက်သွားတယ်လို့မခံစားဒီအပင်ဆိုရင်လည်းရွှင်လန်းပင်လုံးဝဒါ 100% nature ဖြစ်တယ်ဘာလို့ဒီဘက်မှာလည်းကျွန်တော်တို့လုံးဝဒီအပင်အကြီးဖြစ်လာမှာဖြစ်တဲ့ကြောင့်ဘွန်ဆိုင်လို့ဂယူးဆိုင်ရမယ်အပင်မျိုးဖြစ်တယ်ဒီမှာဆိုရင်ကျွန်တော်တို့အနောက်ကဒီနံရံ design တွေအစပါနော်ကျွန်တော် raw ပုံစံ industry texture ပုံစံပြီးရင်ရေကူးကန် sorry ပြီးရင်ကျွန်တော်ဒီဘက်မှာဒါဆိုရင်ကျွန်တော်တို့ရေတကွန်ပေါ့နော်အင်ဒိုရေတကွန်ကြာရင်တော့ဖွင့်ထားလို့ရတယ်လုံးဝပြောမှဆိုမြောက်တကုံနဲ့နေရတဲ့ခံစားချက်မျိုးမဟုတ်ပဲနဲ့တနေရပါတော့မော်ဘီတို့အခြားစမ်းချောင်းရှိတဲ့နေရတဲ့ feeling ကိုရမယ်။ဘာလို့ဆိုရင်အပင်တွေရေတံတွေပြီးဒီ hall တစ်ခုလုံးပေါ့နော်။ဘာလို့ဆိုရင်ဒီကတလွာကိုအနည်းဆုံးဒါ12ပေရှိရယ်3ထပ်ဆိုရင်36ပေကဲပြီးရင်ဒီမှာဆိုရင်ဒါကျွန်တော် design ပေါ့နော်စတီအစဒီဟာတွေအကုန်လုံး 100% ပတ်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီမှာကလကတွေပေါ့နော်ဆိုတော့မြင်းကြီးထဲမှာဒီလိုရှောက်လန်းအကျိန်ကြံတဲ့အပြင်အခန်းတစ်ခန်းမှာပါအောင်ပါနော်အခန်းတစ်ခန်းမှာပါအောင်မှာဖြစ်ပါတယ်ဒါကတော့ရေချိုးခိုင်းတာတော့တွဲရတော့မဟုတ်ပေမဲ့ဒီအခန်းတစ်ခန်းဒါ20 60မှာအခန်းတစ်ခန်းမြင်းကြီးထဲမှာတစ်ခန်းဒီအိမ်မှာစုပေါင်းအခန်း4ခန်းပါမှာနော်ဒီမှာဒါကတော့ kitchen
ကချင်းရဲ့ကျွန်တော်ခုနပြောလို့ပေါ့ယူထားတဲ့ပုံစံလေးတွေကအကုန်လုံး compact ဖြစ်တယ်ဘာလို့ဒီမှာကျွန်တော်တို့ရေခဲတစ်တာ2 door ထားမယ်1 door ထားမယ်ကြိုက်တာထည့်ပြီးရင်ဗီဒီယိုထပ်ထားမယ်ဆိုရင်အဆင်ပြေတယ်ဒီဘက်မှာဆိုရင်အဝတ်ရှော့ဆက်ထားမယ်ဒီမှာဆိုရင်ကျွန်တော်တုံးထားတဲ့ဒီကျွန်တော်တို့ရဲ့ဘယ်လိုပြောရမလဲကလာကားပေါ့နော်ဒါပုံစံတစ်မျိုးဖြစ်သွားမယ်ဒီမှာတော့ဘာအချိုက်ဆုံးလဲဆိုရင်သူကမှန်ကြတော့တက်ရှင်းလောက်ရလွယ်တယ်ကြီးတွေမကိုက်ဘူးစီကြီးတွေမကိုက်ဘူးပြီးတော့ရင်ကိုယ့်ရဲ့ပကံတွေပဲထားပြီးချင်းတာမြင်ရတယ်ဒီစိတ်ဆိုရင်ဒါအီတလီရဲ့ Prato ဒီစိတ်တွေဒါတုံးထားတာမြင်ရမှာဖြစ်ပါတယ်အပေါ် stock တွေပြောမှဆိုရင်ဒီဗီဒီယိုတွေပါပြီးသားပါနော်ဒီမှာဆိုရင်လည်းဒါသူ့ရဲ့ရေချိုးခန်းအိမ်နာမှာအခင်းတွေတကယ်လို့ဒီပုံစံမကြိုက်ဘူးဆိုရင်လည်းကျွန်တော်တို့ကြွေပြားခင်းလိုက်လို့ရတယ်အဲဒီမှာဆိုရင်ဒါ industry texture အကျန်း raw ပုံစံပေါ့နော်ဒါတော့အများဆုံးဖို့ရေချိုးခန်းအိမ်နာတစ်ခုပါမယ်လို့ပြောလို့ရတယ်ဆိုတော့အခုဒီအိမ်မှာကျွန်တော်တို့ second floor တော့ကြည့်မလားပြီးရင်ဒီလီဂါကျွန်တော်တို့အကျော်အနည်းနေရာမှာဆိုရင်ဒါတပေကျော်ပေါ့နော်14လက်မလောက်ရှိတယ်ပြီးရင်ဒါကျွန်တော်တို့စိတ်ချလက်ချကိုပို့ပါတက်လို့ရတယ်။ဟောဆိုရင်ဒီနေရာတွေဆိုရင်ဒါဒီမှာကြည့် texture တွေတော်တော်လာတယ်ဒီအပင်တွေဆိုရင်လုံးဝစိမ့်စုံနေတာအပင်အစ်စ်တွေပေါ့နော်။ So second floor မှာကျွန်တော်တို့မမြင်ရမလဲဆိုရင်ဘာလို့လဲ legal queen ကကျွန်တော်ဒီအလဲမှာအခုလိုယူထားလိုက်တယ်ဒီအပေါ်ကနေအောက်ထိဆိုရင်ဒါပေ30ကျော်ယူထားတဲ့နေရာမှာ launch ပေါ့နော်ဒီနေရာမှာ sofa လေးထားမယ်ဒီ view ပေါ့နော် like ကျွန်တော်တို့ဘယ်လိုခံစားရလဲဒီအပင်နဲ့တဖြည်းဖြည်းကြီးလာမယ်ဘုံဆိုင်လို့ကျွန်တော်တို့ပြုစုမယ်ပြီးတော့ရင်ဒီကနေတဘာဝရာတီဥတုပုံမူတည်ပြီးတော့နေမှုဆောင်ခုချိန်ဆိုမိုးရွာရင်မိုးရွာတဲ့အလျောက်ဒါတော်လေးကိုခံစားလို့ကောင်းမဲ့နေရာအဲ့လိုပဲပြောအောင်ပေါ့နော်ကိုတော်မှအမှုပညာတွေးအဲ့လောက်မပေါ့ဒါပေမဲ့ဒီနေရာနေရင်တော်တော် peaceful ဖြစ်တယ်ဆိုတဲ့ feeling ရတယ်တအိမ်လုံးမှာရေတံတွေကြားနေရတာပေါ့နော်ပြီးတော့ကျွန်တော်အနောက်ဘက်မှာ master bedroom တစ်ခန်းပါမယ်ဒီ master bedroom ကြည့်လိုက်ဒီအခန်းဖွဲ့စည်းပုံပေါ့နော်ဒါကကျွန်တော်တို့ပေ20မြေကွက်မှာကျွန်တော်18ပေဆောက်တာဘာလို့လဲဒီအပြည့်ရလိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်ဒီအပြည့်ရလိုက်တဲ့နေရာမှာကျွန်တော်ဝင်ပေါက်ကနေပြီးဒီဖြစ်ဆိုရင်ကနေကောင်းကောင်းထားမယ်လူကောင်းကောင်းရှောက်သွားလို့ရမယ်ဒီအပေါ်ကကျွန်တော် ceiling design အစားကျွန်တော်တို့ပြောမဆိုရင်line တွေရအောင်နော် line တွေအဲ့လိုဆောင်းလေးတွေအပြင်ကအိမ် design key design ပုံစံအတိုင်းကျွန်တော်လုပ်ထားတယ်ဒီမှာကတော့ဒါမှန်တင်ခုံပေါ့နော်မှန်တင်ခုံကအကြီး full body မြင်ရမယ်ပြီးတရားဆိုရင် timber glass ကိုအထဲမှာမှန်ထည့်ထားပြီးတော့သူ့ရဲ့တုံးထားတဲ့ဒီအကာတွေဆိုရင်ဒီတိုင်းပြောမှဆိုရင်တော့ black book သုံးမယ်အစားဒါ industry vibe ကိုရအောင် jam raw ဆိုတဲ့ feeling ရအောင်เนาะအဲ့ဒီပုံမှာ timber glass နဲ့မီးနဲ့ထပ်ကျွမ်းလိုက်တော့လုံးဝ coffee sign လို cozy ဖြစ်တဲ့ vibe ကိုရမှာပေါ့နော်ဒီမှာတော့ဒါ bathtub ဒီပြီးမှဘူထိုင်ဘေးစင်တွေကတော့အကုန်လုံးကတော့ဒါမဲအောင်မှမီးထပ်ဖွင့်တာတော်တော်လေးကိုခူးဖြစ်တယ်เนาะအဲ့လိုလူပညာဓမ္မတယောက်ဒါမှမဟုတ်အဲ့လို creator တယောက်နေလို့ရမယ်အိမ်ကြီးဖြစ်ပါတယ်ကဲဆိုတော့အခုဒီဘက်ဆိုရင်ဘုရားကျောင်းဆောင်ဖြစ်ပါတယ်ဒီအခင်းကတော့ဒါ lemonade ပေါ့နော်နိုင်ငံခြားတွေမှာပုံမှန်ခင်းနေတဲ့ texture ပုံစံပုံမှန်ကျွန်တော်မြင်နေရတဲ့အတိုင်းမဟုတ်ဘူးဒီမှာဘုရားကျောင်းဆောင်ကတော့ကိုစင်ပြေဆိုရင်အပေါ်မှာထားရင်လည်းရတယ်ကိုစိတ်ကြိုက်ပေါ့နော်ဒါကိုစိတ်ကြိုက်ထားလို့ရပါဆိုအပေါ်မှာကတော့ကျွန်တော်လုံးဝတစ်ခုလုံးကတော့ outdoor area ဖြစ်သွားတာဖြစ်တဲ့ကြောင့်ဘုရားကျောင်းဆောင်ဒီမှာထားခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာလည်းနောက်တစ်ခန်းဒါ3ခန်းမြောက်ပေါ့နော်3ခန်းမြောက်ဒီ design တွေကြည့်လိုက်အပေါ်ကမီးတော်လေးကိုကြိုက်ဘာလို့ futuristic ဖြစ်တယ်ဆိုတဲ့ feeling ရတယ်ပေါ့နော်ပြီးရင်ဒါသူ့ရဲ့ချိုးခန်းအိမ်ထဲမှာလည်းဒီတိုင်းပဲဒီချိုးခန်းအိမ်သာဆိုရင်ဒီ industry vibe ပေါ့နော်ဒီ design က raw အကျန်းဆိုတဲ့ထားမှာမှန်ဒီမီးတွေထပ်တုံးထားနော်တော်တော်လေးလှတယ်အဲဆိုဒီရှေ့ဘက်ကသူ့ရဲ့ရှေ့ဘက်ဒီရှေ့မှာဒီကြီးအိမ်ကောင်းဆိုအဲ့ဆိုကျွန်တော်တက်တဲ့အလောက်တက်ကြည့်မလားဒီဒီပြင်လုံးမှန်လေးထည့်ထားတာကြီးကလုံးဝ cost ကမနှဲကုန်တဲ့အပြင်ဒါတော်တော်လေးကိုကျွန်တော်တို့lighting ကောင်းသွားမှာအဲဆိုဒီမှာကြည့်လိုက်ဒီဒီပြင်လုံးဒီမှာဆို timber glass ကြီးတုံးထားပြီးတော့ဒီနေရာပြီးတော့ပေါင်းအင်ဂျင်တစ်ခုလုံးတော့ကြည့်လို့ရတယ်ဒါပေမဲ့ကလကာဘူးတော့နည်းနည်းကုန်မယ်ပေါ့နော်ဒီအရာဒီကနေပြီးဟိုးအောက်ထိဆိုရင်ဒါပေ30ကျော်ရှိတယ်အတဲတော့နည်းနည်းရရမယ်နော်ဒါပေမဲ့ဒါ design ဖြစ်တယ်လူကြီးရေနေလို့ဆိုဘာမှစိုးရိမ်စရာမရှိဘူးဒီအထဲမှာဆိုရင်ဒါအခန်းတစ်ခန်း
သူလည်းရေချိုးခန့်အိမ်တာတွဲပါပြီးတဲ့အပြင်ရေစိမ်ကန်ပါပြီးတာပေါ့နော်လာဒါတော့ကျွန်တော် second floor အတိုင်းပဲရေစိမ်ကန်နေပါမယ်သူဒီအခင်းနေရတွေကတော့ဒါသူ design ပေါ့နော်ကိုမကြိုက်ဘူးကျွေပြအပြစ်ခင်းချင်နေဆိုရင်ဒါ cost ကဘာမှမရှိဘူးဒါပေမဲ့ဒီအမှုပညာတစ်ခုလူဖန်တီးထားတဲ့အိမ်ကလေးလက်တင်နေုံပဲလေချက်ချင်းနေဂရင်းနေဝယ်ပြီးတော့နေုံပဲဆိုအဲ့ဆိုရင်တော့ကျွန်တော်အပြင်အောက်ဒိုးလေးပြမယ်နော်ကဲအဲ့ဆိုရင်တော့ကျွန်တော်တို့နောက်ဆုံးကျွန်တော်တို့အောက်ဒိုးပေါ့နော်ဒီအိမ်ရဲ့အိမ်တစ်လုံးမှာဒီလူနေရာပေးထားတာဆိုတာလေဒီအိမ်ရဲ့လူငယ်ဆန်မှုဒီအိမ်ရဲ့living style တခုပဲပေါ့နော်ဒီမှာဆိုရင်ကြည့်လိုက်အခုဆိုရင်နေနဲ့စောင်းနေတယ်မိုးရွာရင်တော့ဒါလေးတင်းလိုက်ပေါ့နော်မိုးရွာရင်တော့ဒါလေးတင်းလိုက်နေပူရင်တင်းလိုက်ပေါ့ပုံမှန်နေရတဲ့အချိန်ညနေဆောင်အေးစေးချေးလို့ရတယ်ဒီမှာဆိုရင်လေဒါရေပေါ့နော်ရေနဲ့ငါဖုန်းရှင်းပညာအရဆိုရင်လေရေရှမ်းတယ်ငွေရှမ်းတယ်ဒီမှာဆိုရင်ဒါဆိုရင်အပင်အစ်စ်တွေပေါ့နော်ပုံဝင်းရှင်တစ်ခုလုံးကလည်းဒါအင်ဂျင်အိမ်ကောင်းတွေပဲပြီးရင်ဟိုဘက်မှာဆိုရင်ဘရင်အောင်လမ်းမှာပေါ့နော်ဆိုတော့ဒီအိမ်ကတော့ပေ20ပေ60ပုံမှာ18 50 3ထက်ဆက်လက်တိဆောက်ထားတယ်အပေါ်မှာဆိုလာတွေပါပြီးသားဈေးနှုန်းတော့1800ဈေးဖွင့်တာဖြစ်ပါတယ်ဆိုတော့တကယ်လေးတန်တယ်ပြောအောင်နော်ဟိုဆို design တွေစဉ်းစားထားတာ structure တွေအားလုံးကတော်လေးကိုလက်တင်နေုံအိမ်တစ်လုံးဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ